ဒီလ16ရက်နေ့ကရခိုင်ဘက်ကိုတင်ပို့တဲ့ဘီလက်မြေအိတ်1950အိမ်နဲ့လူပေါင်း23ဦးကိုစက်လီ2စီးနဲ့အတူဖမ်းဆီးတဲ့သတင်းကိုဘင်္ဂလားဒေ့ရှ်ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာကင်းလှည့်နေတဲ့ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်ရေးရင်ဟာမြန်မာနိုင်ငံကိုတရားမဝင်စက်လီတွေနဲ့ဘီလက်မြေအိတ်တွေခိုးသွင်းနေစဉ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်ရေတပ်ကကင်းလှည့်နေစဉ်မှာကူတူဝါဒီယာကျွန်းကနေမိုင်46မိုင်အကွာတန်တရားဖြစ်ဖွယ်တစ်သားလှေ2စင်းကိုတွေ့ရှိခဲ့ရကနေဖမ်းဆီးနိုင်ခဲ့တာလို့ပြောထားပါတယ်။ရှာဖွေရမှာတော့ဘင်္ဂလားဒေ့ရှ်စိန်ပီလက်မြေအိတ်1950နဲ့မိုဘိုင်းဖုန်း32လုံးလူ23ဦးကိုဖမ်းဆီးရမိခဲ့တာလို့ဆိုထားပါတယ်။သိမ်းဆည်းရမိတဲ့ပစ္စည်းတွေနဲ့ဖမ်းဆီးခံရသူတွေကိုနောက်ပိုင်းမှာတပ်ဆိုင်ရာကအရေးယူမှုတွေလုပ်ဖို့အတွက်ပထန်ကောင်မော်ဒန်ရေးစခန်းကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်ရှင်။